Lexus 2011 RX 350 World Cool Line ဖြစ်ပါတယ်အဲ့ဒီ rubber hose ကကြာလို့ရှိရင်ပေါက်သွားတယ်စင်မပြေဘူးဆိုတော့နောက်ထုတ်တဲ့ဒီတန်ပိုက်နဲ့လဲမှာဆိုအမျိုးတို့ကြီးHighlander V6 တမားတွေလည်းဒီပြဿနာရှိတယ်တဲ့ဆိုတော့နောင်ကြည့်ထားဖို့Michigan မှာဆောင်းတွင်ကားပြင်ရတဲ့ style ဖြစ်ပါတယ် fun